လူငယ်တွေမင်းတို့ရဲ့ဘဝကအခုမှစတာနော်အနာဂတ်အတွက်အိမ်မက်တွေရည်မှန်းချက်တွေနဲ့ပြည့်နှက်နေတဲ့အချိန်ပဲအခုချိန်မှာမင်းတို့မှာအခွင့်အရေးတွေအများကြီးရှိတယ်ပထမဆုံးအနေနဲ့မင်းတို့မှာအချိန်တွေအများကြီးရှိတယ်အခုချိန်မှာမင်းတို့လှုပ်ချင်တာတွေတည်ယူချင်တာတွေကိုအချိန်ပေးပြီးလုပ်လို့ရတယ်နောက်တစ်ခုကမင်းတို့မှာအင်အားတွေအများကြီးရှိတယ်မင်းတို့ရဲ့စိတ်ဓာတ်တွေခန္ဓာကိုယ်တွေကအခုချိန်မှာအကောင်းဆုံးအခြေအနေမှာရှိတယ်ဒါကြောင့်မင်းတို့လှုပ်ချင်တာတွေကိုအားရပါးရလုပ်လို့ရတယ်နောက်ဆုံးတစ်ခုကမင်းတို့မှာအခွင့်အလမ်းတွေအများကြီးရှိတယ်အခုခေတ်ကနည်းပညာတွေတိုးတက်လာတော့မင်းတို့အတွက်အခွင့်အလမ်းတွေပိုများလာတယ်အဲ့ဒီအခွင့်အလမ်းတွေကိုအသုံးချပြီးမင်းတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်လို့ရတယ်လူငယ်တွေအနေနဲ့အောင်မြင်ဖို့အတွက်အခုကတည်းကပြင်ဆင်ထားဖို့လိုတယ်ဘာတွေပြင်ဆင်ရမလဲဆိုတော့ပညာရေးကအောင်မြင်ဖို့အတွက်အရေးကြီးဆုံးအရာပဲမင်းတို့ရဲ့ပညာရေးကိုအကောင်းဆုံးအာရုံစိုက်ပါမင်းတို့ရဲ့အရေးချင်းတွေကိုမြင့်တင်ပါအလုပ်မှာပဲဖြစ်ဖြစ်ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ်အောင်မြင်ဖို့ဆိုရင်အရေးချင်းရှိဖို့လိုတယ်ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ပါလူတွေနဲ့ကောင်းကောင်းဆက်ဆံတတ်မှအောင်မြင်နိုင်မယ်အကောင်းမြင်စိတ်နဲ့ယုံကြည်မှုရှိပါဘလောက်ပဲအခက်အခဲတွေကြုံလာပါစေအရှုံးမပေးဘဲဆက်ပြီးကြိုးစားပါလူငယ်တွေအနေနဲ့အောင်မြင်တဲ့ဘဝကိုတည်ဆောက်ဖို့အတွက်အခုကတည်းကကြိုးစားရမယ်ဘယ်လိုကြိုးစားရမလဲဆိုတော့မင်းတို့ရဲ့ရည်မှန်းချက်တွေကိုသတ်မှတ်ပါဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကိုတေချာစဉ်းစားပြီးရည်မှန်းချက်တွေကိုသတ်မှတ်ပါအဲ့ဒီရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အစီအစဉ်တွေဆွဲပါဘယ်လိုလုပ်ရမလဲဘယ်လိုကြိုးစားရမလဲဆိုတာကိုအသေးစိတ်အစီအစဉ်တွေဆွဲပါအဲ့ဒီအစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ဆွဲရှိပါအခက်အခဲတွေဘယ်လောက်ပဲကြုံလာပါစေအရှုံးမပေးပဲဆက်ပြီးကြိုးစားပါဒဲရကိုမဆိုအကောင့်မြင်စိတ်နဲ့ကြည့်ပါအကောင့်မြင်စိတ်ကမင်းတို့ကိုအောင်မြင်ဖို့အတွက်အားပေးပါလိမ့်မယ်လူငယ်တွေမင်းတို့ရဲ့အနာဂတ်ကမင်းတို့ရဲ့လက်ထဲမှာပဲရှိတယ်အခုကတည်းကကြိုးစားရင်မင်းတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှာပါဒီအကြောင်းအရာတွေကလူငယ်တွေအတွက်အကျိုးရှိပြီးအကောင့်ဘက်ကရှုမြင်တဲ့အကြောင်းအရာတွေပါဟုတ်ကဲ့ပါဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะစိတ်ဝင်စားရင်နောက်အစီအစဉ်တွေကိုဆက်လက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခင်တူတာပါခင်ဗျာ